အားလုံးပဲမင်္ဂလာပါခင်ဗျာခင်ဗျားဟာမြို့ကြီးက market တစ်ခုမှာကုန်ပစ္စည်းရောင်းနေတဲ့ကုန်သည်တယောက်ဆိုပါစို့တနေ့မှာ market manager ကခင်ဗျားနဲ့ခင်ဗျားနေတဲ့ဒေတာကုန်သည်တွေအတွက်အဝင်ကုန် tax ကိုတိုက်ရိုက်မြင့်တင်လိုက်ပါတယ်လို့သိလိုက်ရတဲ့အချိန်မှာခင်ဗျားစိတ်ထဲမှာဘယ်လိုခံစားရမလဲယနေ့အရှိတောင်အာရှနိုင်ငံတွေလည်းဒီလိုမျိုးပါပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရရဲ့တင်သွင်းကုန်များမြင့်တင်သည့်မူဝါဒကြောင့်အရှိတောင်အာရှနိုင်ငံတွေဟာပုံမစိတ်ပူလာကြပါတယ်အမေရိကန်ရဲ့အခွန်နှုန်းမြင့်တင်မှုကြောင့်အင်ဒိုနီးရှား32ရာခိုင်နှုန်း၊ဗီယက်နမ်46ရာခိုင်နှုန်း၊မြန်မာ44ရာခိုင်နှုန်း၊ထိုင်း36ရာခိုင်နှုန်း၊လာအို48ရာခိုင်နှုန်းနဲ့ကမ္ဘောဒီးယား49ရာခိုင်နှုန်းအသီးသီးအခွန်တိုးမြင့်လိုက်တာကြောင့်အဆိုပါနိုင်ငံတွေရဲ့စီးပွားရေးတွေထိခိုက်နေပြီဖြစ်ပါတယ်။ထရန့်ကဘာလို့ဒီလိုအခွန်မြင့်တာလဲဆိုရင်အရှိတောင်အာရှနိုင်ငံတွေကအမေရိကန်စီပစ္စည်းပိုရောင်းပြီးဝယ်ယူတာနည်းတာကြောင့်ပိုရောင်းတဲ့ကုန်သွယ်ရေးပိုများခြင်း trade surplus ဖြစ်လာလို့ပါ။2025အတွက်အမေရိကန်ရဲ့အစီရင်ခံစာအရအင်ဒိုနီးရှားက19ဘီလီယံဒေါ်လာဗီယက်နမ်က123ဘီလီယံဒေါ်လာအထိပိုရောင်းခဲ့ပြီးထိုင်းနဲ့မလေးရှားတို့လည်းအများအပြား surplus ရှိခဲ့ကြပါတယ်။ကမ္ဘောဒီးယားနဲ့လာအိုတို့ကလည်းအနည်းငယ်သော surplus တိုးလာခဲ့ပါတယ်။စိတ်ဝင်စားစရာကတော့အရှေ့တောင်အာရှမဟုတ်တဲ့ဂျပန်20ရာခိုင်နှုန်း၊တောင်ကိုရီးယား18ရာခိုင်နှုန်းနဲ့တောင်အာရှမှာအိန္ဒိယ22ရာခိုင်နှုန်း၊ပါကစ္စတန်20ရာခိုင်နှုန်း၊ဘင်္ဂလားဒေ့ရှ်24ရာခိုင်နှုန်းတို့နဲ့နှိုင်းယှဉ်ရင်အရှေ့တောင်အာရှနိုင်ငံတွေမှာပုံမများပြားခဲ့ပါတယ်။တရုတ်နိုင်ငံကိုတော့အခွန်က145ရာခိုင်နှုန်းထိရှိခဲ့ပြီးတရုတ်ကကမ္ဘာကုန်သွယ်ရေးစစ်ပွဲမှာအမေရိကန်ရဲ့အဓိကပြစ်မှတ်ဖြစ်ပါတယ်။နောက်ဆုံးတော့အရှေ့တောင်အာရှနိုင်ငံတွေဟာအမေရိကန်စီတင်သွင်းခွန်များမြင့်တင်ခြင်းကိုတွန်းလှန်မရဘဲခံယူရလာပြီးဒီအကြောင်းအရာတွေကအရှေ့တောင်အာရှနိုင်ငံတွေရဲ့စီးပွားရေးတည်တံ့မှုကိုပြင်းပြင်းထန်ထန်တက်ရောက်နေပြီဖြစ်ပါတယ်။အမေရိကန်တို့ကုန်သွယ်ရေးပြဿနာကဂိမ်းရှုံးသွားခြင်းနဲ့တူပြီးပြန်လည်ပြောင်းလဲဖို့ကြိုးစားနေကြပါတယ်။ဂျပန်နဲ့တောင်ကိုရီးယားတို့နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်အမေရိကန်ဟာကုန်သွယ်ရေးမှာအနည်းငယ်သာဆုံးရှုံးရပေမဲ့2019ခုနှစ်ကအမေရိကန်ဂျပန်စီးပွားရေးသဘောတူညီမှုလို့အထူးသဘောတူညီမှုများကြောင့်ပုံမနီးကပ်တဲ့ဆက်ဆံရေးရှိနေသေးပါဒါပေမဲ့အရှိတောင်အာရှကတော့လုံအားသက်သာပြီးစီးပွားရေးမြန်မြန်ဆန်ဆန်တိုးတက်လာနေတဲ့ဒေသဖြစ်လို့အမေရိကန်ကအဝိထင်တဲ့အခြားကုန်ကျန်းတွေလိုပစ္စည်းတွေကိုအရှိတောင်အာရှကနေဈေးချိုချိုနဲ့ဝယ်ယူနိုင်ခဲ့ပါတယ်အမေရိကန်ပြည်သူတွေလည်းပြည်တွင်းထုတ်ကုန်တွေထက်အရှိတောင်အာရှထုတ်ကုန်တွေကိုပိုဝယ်လာကြပါတယ်ဒေါ်နယ်ထရန့်ကဒီအခြေအနေကိုအခွန်မြင့်မူဝါဒနဲ့တုံ့ပြန်ခဲ့ပြီး2025ပြည့်နှစ် AB နေ့ရက်နေ့မှာပြောကြားခဲ့တဲ့အထက်မှာအခွန်တိုးမြင့်ခြင်းကအမေရိကန်ပြည်သူတွေကိုပြည်တွင်းထုတ်ကုန်ဝယ်ဖို့အားပေးမယ်အလုပ်ကိုင်ဖန်တီးပေးမယ်နိုင်ငံတော်ဝင်ငွေတိုးပွားပေးမယ်လို့ဆိုခဲ့ပါတယ်ဒါပေမဲ့ဒီအောက်မှာတခြားရည်ရွယ်ချက်တစ်ခုလည်းရှိပါတယ်။အဲဒါကအရှိတောင်အာရှဒေသထဲမှာတရုတ်နိုင်ငံရဲ့အာဏာချဲ့ထွင်မှုကိုထိန်းချုပ်ချင်တာပါပဲ။2018မှ2019အထိအမေရိကန်နဲ့တရုတ်ကြားကုန်သွယ်ရေးစစ်အတွင်းတရုတ်ကုမ္ပဏီများစွာကသူတို့ရဲ့ထုတ်လုပ်မှုစက်ရုံတွေကိုအရှိတောင်အာရှနိုင်ငံတွေထံရွှေ့ပြောင်းခဲ့ကြပါတယ်။ဗီယက်နမ်ကအဓိကပြတ်မှတ်ဖြစ်ပြီး2019မှစပြီးတရုတ်မှဗီယက်နမ်ကိုနိုင်ငံတကာယင်းနှိမ့်မြှုပ်နှံမှု FDI 35ရာခိုင်နှုန်းတိုးတက်လာခဲ့ပါတယ်။ဥပမာအားဖြင့် iPhone အစိတ်ပိုင်းတွေထုတ်လုပ်တဲ့ Foxconn နဲ့လေဆိပ်ပစ္စည်းထုတ်တဲ့ GDECH တို့ကဗီယက်နမ်မှာစက်ရုံအသစ်တွေဖွင့်လှစ်ခဲ့ပါတယ်။ပထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာ။ဒါ့အပြင်ကျွန်တော်တို့ရဲ့ content အသစ်တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လေးလေးပေးသွားကြပါဦးခင်ဗျာ။အင်ဒိုနီးရှားလည်းတရုတ်ယင်းနှိမ့်မြှုပ်နှံမှုတိုးတက်လာပြီးအထူးသဖြင့်လျှက်စစ်ကားဘက်ထရီများအတွက်အဓိကကုန်ကျန်းဖြစ်တဲ့နီကယ်နယ်ပယ်မှာအရေးပါလာခဲ့ပါတယ်။2023နဲ့2024ကြားကာလအတွင်းအမေရိကန်တို့အင်ဒိုနီးရှားရဲ့နီကယ်တင်ပို့မှု28ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။ထို့ပြင်ကမ္ဘောဒီးယားနဲ့ထိုင်းလည်းအထည်နဲ့ဖနက်ထုတ်လုပ်မှုစင်တာအဖြစ်ရပ်တည်လာပြီးကမ္ဘောဒီးယားမှာအမေရိကန်ကိုအထည်တင်ပို့မှု15ရာခိုင်နှုန်းတိုးတက်လာခဲ့ပါတယ်။ဒါပေမဲ့တရုတ်ထုတ်ကုန်တွေကနီလန်းတစ်တွေနဲ့ဗီယက်နမ်ထုတ်အင်ဒိုနီးရှားထုတ်ဆိုတဲ့အမှတ်တစိမ့်နဲ့အမေရိကန်ဈေးကွက်ထဲဝင်လာပြီးတရုတ်ထုတ်ကုန်ပစ္စည်းတွေအခွန်များကိုရှောင်ရှားနေစေဖြစ်ပါတယ်။အမေရိကန်ကုန်သွယ်ရေးဌာနရဲ့2024ဒေတာအရဗီယက်နမ်မှဝယ်ယူသော electronic ပစ္စည်းများရဲ့25ရာခိုင်နှုန်းနဲ့အင်ဒိုနီးရှားမှနီကယ်တင်ပို့မှုရဲ့18ရာခိုင်နှုန်းဟာတရုတ်နဲ့ဆက်ဆက်နေသောကုမ္ပဏီများနဲ့သက်ဆိုင်ကြောင်းတွေ့ရှိထားပါတယ်။ဒီပြင်မလေးရှားလည်းတရုတ်ယင်းနှိမ့်မြှုပ်နှံမှုတစ်စိတ်တစ်ပိုင်းကိုလက်ခံခဲ့ပြီးအမေရိကန်ကိုဆီမီကွန်ဒတာချစ်တင်ပို့မှု10ရာခိုင်နှုန်းတိုးတက်လာခဲ့ပါတယ်။ဒါကြောင့်ဒေါ်နယ်ထရန့်ကတရုတ်ရဲ့မူဝါဒတွေကိုထပ်မံလှည့်စားမခံရအောင်မြင့်မားတဲ့အခွန်တွေနဲ့တိုက်ခိုက်ဖို့လှုံ့ဆော်လာခဲ့ပါတယ်။ဒီအခွန်တိုးမြင့်မှုဟာတရုတ်ထုတ်ကုန်တွေပေါ်တက်ရောက်သလိုအရှိတောင်အာရှနိုင်ငံတွေကတရုတ်နဲ့ဆက်ဆက်ပြီးတင်ပို့တဲ့ပစ္စည်းများကိုပါထိခိုက်စေဖို့ရည်ရွယ်ထားပါတယ်။ဒါကြောင့်အရှိတောင်အာရှနိုင်ငံတွေဟာဒီအခွန်တိုးမြင့်မှုကြောင့်စီးပွားရေးထိခိုက်မှုတွေခံစားလာရပြီးအမေရိကန်ရဲ့အကျိုးစီးပွားနဲ့ကိုက်ညီအောင်မိမိတို့ကုန်သွယ်ရေးမူဝါဒများကိုပြင်ဆင်ဖို့ဖိအားပေးခံလာရပါတယ်။အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးရဲ့2025အစီရင်ခံစာအရအင်ဒိုနီးရှားရဲ့ကုန်သွယ်ရေးမူဝါဒ16ခုကိုအမေရိကန်အကျိုးစီးပွားနဲ့မကိုက်ညီအောင်ဖော်ပြထားပြီးအဲ့ဒီမှာ electronic နဲ့ မော်တော်ယာဉ်ထုတ်ကုန်များအတွက်ပြည်တွင်းအစိတ်ပိုင်းများအသုံးပြုဖို့လိုအပ်စေခြင်းတမန်နီနဲ့အထည်များလိုပစ္စည်းများအတွက်ဝယ်ယူလိုင်စင်လုပ်ငန်းစဉ်အနောက်ဖြစ်စေခြင်းတို့ပါဝင်ပါတယ်။ဗီယက်နမ်ကလည်း electronic ပစ္စည်းများအတွက်20ရာခိုင်နှုန်းထောက်ပံ့ကြေးပေးခြင်းကြောင့်မတရားရှင်ပြိုင်မှုဖြစ်စေတယ်လို့ဝေဖန်ထားပြီးထိုင်းနိုင်ငံလည်းအမေရိကန်မှအမဲသားနဲ့ပဲမျိုးစုံတင်သွင်းမှုကိုကန့်သတ်နေတဲ့အခွန်မဟုတ်သောတားဆီးများကြောင့်တိုင်ကြားခံနေရပါတယ်
ဥပမာပြောရရင်မလေးရှားကိုစက်မှုပစ္စည်းစီမီကွန်ဒတာတင်ပို့မှုတွေမှာကန့်သတ်မှုတွေခံရတာကြောင့်အမေရိကန်ဘက်ကအထူးသဖြင့်သတိပေးခဲ့ပါတယ်ကမ္ဘောဒီးယားနဲ့ပတ်သက်လို့လည်းလျှက်စစ်ဓာတ်အားစီမံခန့်ခွဲမှုစီမင်းတွေကိုတွယ်ဝိုက်လှုပ်ဆောင်ခဲ့တာကြောင့်ရှုတ်ချခံခဲ့ရပါတယ်ဒီလိုလုပ်ရတဲ့အကြောင်းရင်းကထုတ်လုပ်မှုကုန်ကျစရိတ်တွေကိုအလွန်နည်းစေဖို့ဖြစ်ပြီးဒါအပြင်ဒေါ်နယ်ထရန့်ရဲ့ကုန်သွယ်ရေးအခွန်မြင့်တင်မှုမူဝါဒနဲ့အပြစ်ပေးမှုတရက်အဖြစ်အသုံးချခဲ့တာဖြစ်ပါတယ်ဒီအခွန်မြင့်မှုကြောင့်2024ခုနှစ်မှာကမ္ဘာစုစုပေါင်း GDP ရဲ့ 9.2% ကိုထောက်ပံ့ပေးနေတဲ့အာဆီယံဒေသရဲ့စီးပွားရေးတည်တံ့မှုကိုပျက်စီးစေနိုင်တယ်လို့ခန့်မှန်းထားပါတယ်ထို့သောဖြစ်နိုင်ခြေရှိတဲ့အကြောင်းကိုမြန်မာ၊လာအိုနဲ့ကမ္ဘောဒီးယားလိုစီးပွားရေးထိခိုက်လွယ်တဲ့နိုင်ငံတွေပေါ်အဓိကတက်ရောက်မယ်လို့ဆိုပါတယ်။ဥပမာမြန်မာနိုင်ငံမှာတော့2021ခုနှစ်ကစပြီးပြည်တွင်းပြည်ပကတွေနဲ့မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ငလျင်ကြောင့်လူပေါင်း3500ကျော်သေဆုံးခဲ့ပြီးလူဦးရေ48%လောက်ကဆင်းရဲမှုအောက်မှာနေထိုင်နေရပါတယ်။ဒီလိုဒေသတွေမှာအခွန်မြင့်တဲ့မူဝါဒတွေကိုအသုံးချမယ်ဆိုရင်စီးပွားရေးအခြေအနေတွေပိုဆိုးနိုင်ပါတယ်။ကမ္ဘောဒီးယားလည်း49%အခွန်ကြောင့်အထည်လုပ်ငန်းကဏ္ဍမှာအလုပ်သမား22%လောက်အလုပ်ကိုင်ဆုံးရှုံးနိုင်ပြီးအထည်လုပ်ငန်းကဏ္ဍကတော့ကမ္ဘာတင်ပို့မှု80%ကိုဖွဲ့စည်းထားတဲ့အဓိကကဏ္ဍတစ်ခုဖြစ်ပါတယ်။အင်ဒိုနီးရှားကနေအမေရိကန်သို့တင်ပို့နေတဲ့နီကယ်တင်ပို့မှုရဲ့10%လောက်ကိုပါဆုံးရှုံးနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ BNN အနေနဲ့တော့အမေရိကန်ကိုတင်ပို့နေတဲ့ electronic ကုန်ပစ္စည်းတွေက38%ကိုထိန်းချုပ်ထားပြီးအမေရိကန်ကုမ္ပဏီတွေရဲ့30%ထပ်မံရွှေ့ပြောင်းသွားမယ်ဆိုရင်အလုပ်ကိုင်1.2 သန်းနီးပါးဆုံးရှုံးနိုင်ပါလိမ့်မယ်။ထိုင်းနိုင်ငံလည်းမော်တော်ယာဉ်နဲ့အစားအသောက်ထုတ်ကုန်ဈေးကွက်အစုရှယ်ယာ10%လောက်တန်ဖိုးအပြင်ဒေါ်လာ32ဘီလီယံလောက်ဆုံးရှုံးနိုင်ပါတယ်။မလေးရှားတွင်လည်းစက်မှုစက်ပစ္စည်းတင်ပို့မှု12%လျော့နေပြီးတင်ပို့ဝင်ငွေအစုစုပေါင်းရဲ့35%လောက်ဖြစ်တဲ့အတွက်အကျိုးသက်ရောက်မှုကြီးမားနိုင်ပါတယ်။စုစုပေါင်းပြောရရင်အမေရိကန်ကသူ့နိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့နိုင်ငံပေါင်းများစွာနဲ့ကုန်သွယ်ရေးမူဝါဒပြောင်းလဲဖို့ဖိအားပေးနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုလုပ်ရင်အရှေ့တောင်အာရှနိုင်ငံတွေဟာတရုတ်လိုနောက်ထပ်ကုန်သွယ်မှုမိတ်ဖက်အသစ်တွေရှာဖွေရန်ရွှေ့ပြောင်းသွားနိုင်ပါတယ်။ဒီအခြေအနေကိုမကြသေးမီကရှီကျင်းဖင်ရဲ့ဗီယက်နမ်၊မလေးရှားနဲ့ကမ္ဘောဒီးယားခရီးစဉ်တွေမှာတွေ့မြင်ရပါတယ်။အဲ့ဒီခရီးစဉ်တွေမှာတရုတ်ကအရှေ့တောင်အာရှနိုင်ငံတွေနဲ့မဟာဗျူဟာဆိုင်ရာစီးပွားရေးဆက်ဆံရေးတွေကိုပုံမခိုင်မာစေဖို့ကြိုးပမ်းခဲ့ပါတယ်။ Recent Geopolitical Tension ဒေသရေးအကျပ်တဲများကြားထဲမှာရှီကျင်းဖင်ကဗီယက်နမ်သမ္မတနဲ့ဝန်ကြီးချုပ်တို့နဲ့တွေ့ဆုံပြီး45ခုလောက်နှစ်နိုင်ငံသဘောတူညီရေးစာချုပ်များပေါ်လက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒီစာချုပ်တွေမှာစိုက်ပျိုးရေး၊စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးစွမ်းရည်နဲ့ယဉ်ကျေးမှုပညာရေးဖလှယ်မှုစသည့်ကဏ္ဍတွေပါဝင်ပါတယ်။မလေးရှားမှာလည်းရှီကျင်းဖင်ကဝန်ကြီးချုပ်အန်နဝါအီဘရာဟင်နဲ့တွေ့ဆုံပြီးအရှိကမ်းရိုးတန်းရထားလမ်းစီမံကိန်းစိုက်ပျိုးရေးကုန်သွယ်မှုနဲ့အခြားနယ်ပယ်တွေမှာပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီခဲ့ပါတယ်။ကမ္ဘောဒီးယားမှာတော့ရှီကျင်းဖင်ကဘရင်နော်ရိုဒန်စီယာမူနီနဲ့ဝန်ကြီးချုပ်ဟွန်မနက်တို့နဲ့တွေ့ဆုံခဲ့ပါတယ်။ဒီတွေ့ဆုံမှုမှာအခြေခံအဆောက်အဦတည်ဆောက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ပညာရေးနဲ့လူစွမ်းအားအရင်းမြစ်တိုးတက်ရေး၊ပြည်သူ့ကျန်းမာရေးကဏ္ဍတွေကိုမဟာဗျူဟာအနေနဲ့ပိုပြီးပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကိုအထူးသဖြင့်ရှင်းလင်းဖော်ပြခဲ့ကြပါတယ်။ရှီကျင်းဖင်ကလည်းကမ္ဘောဒီးယားကိုတရုတ်ရဲ့တန်မဏိတငယ်ချင်းလို့ချီးကျူးပြီးဘေကျင်းကထောက်ပံ့ပေးတဲ့ရေရှည်ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာအဓိကမိတ်ဖက်အဖြစ်သတ်မှတ်လိုက်ပါတယ်။ယေဘူးယအားဖြင့်တော့ဒီခရီးစဉ်ကတရုတ်နဲ့အရှေ့တောင်အာရှနိုင်ငံတွေရဲ့စီးပွားရေးနဲ့နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုတွေကိုပုံမနှဆိုင်စေမဲ့အတည်ပြုမှုတစ်ခုဖြစ်လာတာပါ။ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေထဲမှာယင်းနှိမ့်မြုံနယ်မှုနဲ့ကုန်သွယ်မှုအပြင်ယဉ်ကျေးမှုတန်တမန်လုပ်ငန်းတွေနဲ့အုတ်မြစ်အခြေခံဖွံ့ဖြိုးရေးလုပ်ငန်းများလည်းပါဝင်ပါတယ်။တစ်ဖက်မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းဖိအားလျှော့ချဖို့မဟာဗျူဟာဆိုင်ရာလှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။2025ခုနှစ် AB 9 ရက်နေ့မှာထရန့်ကအင်ဒိုနီးရှားနဲ့အခြားချို့သောနိုင်ငံများအတွက်အခွန်တိုးမြင့်မှုကို90ရက်အထိရွှေ့ဆိုင်းမယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့တရုတ်ကတော့အခွန်နှုန်းကိုအရင်က104%ကနေ145%ထိမြင့်တင်လိုက်ပါတယ်။ဒီအမှုကအာဆီယံနိုင်ငံတွေကိုဥရောပဈေးကွက်သို့မဟုတ်အခြားအာရှဈေးကွက်တွေပဲရွှေ့ပြောင်းပြီးဖြည့်ရှင်းနိုင်မဲ့အခွင့်အလမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။သို့တော်မတည်ငြိမ်မှုတွေကမလျော့နေသေးပါဘူး။ချို့သောနိုင်ငံရေးသုံးသပ်သူတွေကလည်းဒီရွှေ့ဆိုင်းမှုကိုအာဆီယံနိုင်ငံတွေကိုအမေရိကန်ကုန်ပစ္စည်းတွေကိုပိုဝယ်အောင်ဖိအားပေးတာဖြစ်တယ်။ဒါမှမဟုတ်တရုတ်ပေါ်မူတည်မှုကိုလျှော့ချစေဖို့ကြိုးစားနေတာဖြစ်တယ်လို့သုံးသပ်ထားကြပါတယ်။အခြားဘက်မှာတော့အာဆီယံက Comprehensive Regional Economic Partnership CREP ဈေးကွက်ဘက်အာရုံပြောင်းလာပါတယ်။2024ခုနှစ်မှာတော့ CREP အတွင်းကုန်သွယ်မှုဟာ12%တိုးတက်လာခဲ့ပြီးဗီယက်နမ်နဲ့အင်ဒိုနီးရှားတို့ကမိမိတို့တင်ပို့မှု20%ကိုအမေရိကန်မှ CREP ဈေးကွက်ဘက်ကိုပြောင်းရွှေ့ခဲ့ကြပါတယ်။မလေးရှားကလည်းတရုတ်တို့စက်မှုပစ္စည်းစီမီကွန်ဒတာတင်ပို့မှုကို15%တိုးမြင့်နိုင်ခဲ့ပါတယ်။ကမ္ဘောဒီးယားကတော့ဂျပန်နဲ့တောင်ကိုရီးယားတို့အထည်ကုန်တင်ပို့မှုတွေတိုးချဲ့ခဲ့ပါတယ်။ဒါပေမဲ့တရုတ်နဲ့ CREP နိုင်ငံတွေနဲ့ဆက်ဆံရေးတိုးလာနေပေမဲ့အရှေ့တောင်အာရှနိုင်ငံတွေဟာအမေရိကန်ရဲ့တက်ရောက်မှုကနေလုံးဝကွဲထွက်ဖို့တော့မလွယ်ပါဘူး။အမေရိကန်ကကြီးမားတဲ့တင်ပို့ဈေးကွက်ကာကွယ်မိတ်ဖက်ဖြစ်တဲ့အပြင်ဤပညာနဲ့ယင်းနှိမ့်မြုံနယ်မှုပံ့ပိုးမှုတွေကြောင့်အရှေ့တောင်အာရှဒေသရဲ့စီးပွားရေးတည်တံ့မှုအတွက်အရေးပါတဲ့အကူအညီပေးနေစေဖြစ်ပါတယ်။ဒီကြောင့်အရှေ့တောင်အာရှဒေသဟာမဟာဗျူဟာဆိုင်ရာဒေသတစ်ခုဖြစ်အသက်ရှင်နေစေဖြစ်ပါတယ်။တစ်ဖက်လူမလို့ခြင်းပဲအဟောင်းကိုလုံးဝစွန့်မဖွဲ့နိုင်သေးဘူး။တစ်ဖက်မှာတော့အသစ်ဆက်ဆံရေးတွေတည်ဆောက်နေရတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ခင်ဗျာ။